ရှင်မသက်ခရစ်ဝင်ခန်းကြီး9ရှင်မသက်ခရစ်ဝင်ခန်းကြီး9 21ကနေ23ကိုကျွန်တော်တို့အရင်ဖတ်ရအောင်တရားဟောမှာမဟုတ်ဘဲနဲ့ကျမ်းစာသင်မှာဖြစ်ပါတယ်လို့နော်မသက်ခွန်21ကနေ23ကိုအရင်ဖတ်ရအောင်ဟုတ်တယ်သခင်ဟုဟုတ်ပြီသခင်ဟုငါ့ကိုလျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ဤအလိုကိုစောင့်တော်သူသာလျှင်ဝင်ရလိမ့်မည်ဒီကျမ်းပိုက်ကိုပေါလုပြောတာလားယေရှုပြောတာလားယေရှုကိုယ်တိုင်ပြောတာနော်ယေရှုကိုယ်တိုင်ပြောတာငါ့ကိုသခင်လို့ခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံမဝင်ရဘူးယေရှုကိုယ်တိုင်ကပြောတာဟိုသူ့ကိုညင်းတာတို့ကန့်ကွက်တာတို့ဟာလားသူ့ကိုစန္ဒပြတဲ့လူကိုပြောတာမဟုတ်ဘူးနော်စန္ဒပြဆိုပြင်မှာလည်းပြတယ်ခဏနေသူတို့စောင်းပြောတယ်ထင်တယ်နော်ဆိုတော့ယေရှုကိုယ်တိုင်ကပြောတာလေသူ့ကိုစန့်ကျင်တဲ့ပြောတဲ့စကားမဟုတ်ဘူးနော်သူ့ကိုထောက်ကန်တာငါ့ကိုသခင်လို့ခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံမဝင်ရဘူးတဲ့မဝင်ရဘူးကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ကြီးအလိုကိုဆောင်တော်သူသာလည်းဝင်ရဒါနဲ့အဲ့တရားဟောချက်ကိုနားထောင်တဲ့လူတွေကသူပြောတာကိုလက်ခံလားလက်မခံဘူးလားဆိုတာပြန်ဖြေတဲ့အဖြေကိုကြည့်မယ်မသူပြောတဲ့စကားကိုလက်ခံရင်လက်ခံတဲ့အကြောင်းပြောလိုက်လက်မခံရင်လည်းလက်မခံတဲ့အကြောင်းကိုပြောလိုက်မယ်ဆိုတော့နားထောင်တဲ့ပရိသတ်ကသူ့ကိုဘယ်လိုပြန်တုံ့ပြန်လဲအငယ်22ဖတ်အောင်ထိုနေ့၌ကဆုံးမဩဝါဒပေးပါပြီမဟုတ်လောကိုတော်ခွင့်နဲ့နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လောကိုတော်အခွင့်နဲ့များစွာသောတကိုးတို့ကိုပြပါပြီမဟုတ်လောဟုအများသောသူတို့သည်ရှောက်ကြလိမ့်အဲ့ဒီနေ့ကြရင်တဲ့လူတွေကကိုဘယ်လိုပြန်ပြောမလဲဆိုတော့ကိုတော်အခွင့်နဲ့ဆုံးမဩဝါဒပေးပါပြီမဟုတ်လို့ကျင့်တော့ဆုံးမဩဝါဒခံယူပြီးပြောသလားပေးတယ်ပြောလားဆုံးမဩဝါဒပေးတာနားထောင်တဲ့ပြိတ္တကပြန်ပြောမှသူ့ကိုလေကိုတော်တဲ့ကျွန်တော်တို့ကကိုတော်ခွင့်နဲ့ဆုံးမဩဝါဒပေးတာသူများကိုခံယူတာမဟုတ်ဘူးနော်ခံယူတာနဲ့ပေးတာနှစ်မျိုးရှိတယ်ခံယူတယ်လို့နဲ့ပေးသွားတာတစ်မျိုးရှိသေးတယ်နော်ရှိတယ်နော်ဖိတ်ကျွေးတယ်လို့နဲ့ကိုရှင်းလိုက်ရတဲ့ဟာလည်းရှိတယ်အမျိုးမျိုးရှိတယ်နော်စွတောင်းတယ်လို့နဲ့စွတ်တောင်းသွားတာတစ်မျိုးရှိတယ်လို့တော့ရှိပေးပါပဲလာမပြောနဲ့စွတောင်းတာမဟုတ်စွတ်တောင်းတာအမျိုးမျိုးရှိတယ်ဆိုတော့အခုဒီဥစ္စာကဘာလဲဆိုတော့ဆုံးမဩဝါဒပေးတာလူတွေကပြန်ပြောတယ်တရက်ကြရင်ကိုတော်တဲ့ကျွန်တော်တို့ကကိုတော်ခွင့်နဲ့ဆုံးမဩဝါဒသူများကိုပေးတာပြီးမှနတ်ဆိုးတို့ကိုနှင်ထုတ်တာပြီးတော့မှတကိုးပြတာတကိုးတောင်တို့လိုရေးတယ်များစွာသောတကိုးပြတယ်တဲ့ဒါဆိုရင်တကိုးပြနိုင်တယ်နော်နေမကောင်းရင်လာခဲ့ဆူတောင်းပေးနေကောင်းသွားခက်ခဲရင်လာခဲ့ဆူတောင်းပေးအဆင်ပြေသွားစီရဆက်လိုက်မပြတ်နိုင်ဘူးဆူတောင်းဆက်လိုက်ပြတ်သွားယောဂဖြစ်တယ်ဆူတောင်းယောဂပျောက်သွားဒါပါလေညာစော်တော်တကူနတ်ဆိုးဆွဲတဲ့လူခေါ်ခဲ့ယေရှုနာမ၌နတ်ဆိုးနဲ့ထုတ်ပလိုက်နတ်ဆိုးထွက်သွားတချို့တော့လာချီပြီးအိတ်မပြောဒါပေမဲ့ तू မယူသွားဘူးလာချီပြီးအိတ်မပြောရတယ်အလုတ်လုတ်တယ်ညမအိပ်ဘူးမနဲ့အလုတ်လုတ်တယ်ညမအိပ်ဘူးမနဲ့အလုတ်လုတ်တယ်ညမအိပ်ဘူးလာချီပြီးတော့ရတယ်အမေရိကန်စေဝါဌာနအံ့ဩသွားစေရမယ်မြစ်ကြီးနားလူမိမတယောက်နော်အမေရိကန်အံ့ဩသွားရမယ်မြစ်ကြီးနားမှာလေအဲ့ဒီမိမမိုးရွာတဲ့အိတ်အမိုက်ပုံတွေကဟာကိုယူစားတယ်အမိုက်ပုံတွေကဟာကိုယူစားတယ်
ရေလုံးဝမချိုးနှစ်ချီသွားပြီနှစ်ချီသွားဒုတ်တစ်ချောင်းနဲ့ဒုတ်တစ်ချောင်းနဲ့လမ်းဘေးမှာပဲအိတ်တယ်သူ့မှာအိမ်မရှိဘူးအိမ်မရှိဘူးအုံတော့မကောင်းနှစ်ချီနှစ်ချီမိုးရွာတယ်နေတယ်နေပူတယ်သွားတယ်အမိုက်တောင်းတဲ့ဟာကိုစားတယ်အိုးအေးပတ်မယ်သွားမပြောနဲ့သူချောင်းဆိုးတာတော့မတွေ့ဘူးကြည့်တော့နှစ်ချီသွားပြီနှစ်ချီသွားပြီအဲ့ဒါဆိုရင် तू ကဘာဖြစ်နေပြီလဲကဲစဉ်းစားကြည့်အဲ့ဒါဘာဖြစ်တာလဲလူအနေနဲ့လူညံနဲ့စဉ်းစားကြည့်တည်တင်လားတည်တင်လားမိုးရွာတယ်နေပူတယ်မိုက်တောင်းနေရဟာစားတယ်ရေလည်းမချိုးဘူးအဝတ်စားလည်းအဲ့တိုင်းစုပ်ပြတ်အဲ့ဒါညလဲသွားမှောင်လဲသွားနေလဲသွားရှောက်သွားဒုတ်တစ်ချောင်းနဲ့ကြည့်နော်နှစ်ပေါင်းမနေတော့ကြားလာပြီသူ့ကိုတွေ့လာကျွန်တော်လူအနေနဲ့စဉ်းစားရင် तू တည်တင်လားတည်တင်အသက်ကြီးပြီသပင်ဖြူနေပြီအဲ့ဒါအဲ့ဒီမြို့သေးယူဇနာပတ်နေတာ तू အဲ့ဒါချာပြီ तू ဘာမဖြစ်တောင်းလူဆိုလို့ရှိရင်မလေးထီဆောင်ဟဲ့အနှွေးတဲ့ဝစ်ဟဲ့ပယုတ်စီလူအောင်မိုးရွာတွေကပြန်လာရင်နှွေးပူတောက်အောင်ရင်နှွေးတောက်ချင်တာနဲ့ပဲမိုးရတဲ့ထွက်နေရတဲ့ခါတလေမဟုတ်ရင်လည်းအရင်မတိုက်တော့ဘူးဆိုတော့လေကြည့်တော့လူကလေမျိုးအမလီအေးတယ်ဆိုလက်အိတ်ချေအိတ်တွေနဲ့အဲ့လောက်လှုပ်တာတော့မှအမလီစေကန်းနဲ့အမျိုးတော်ရတယ်ခောက်တော့ခောက်ပြန်သွားနေရတာကြည့်နော်တချို့ကနတ်ဆိုးဆွဲနေတာနတ်ဆိုးဆွဲပြီဆိုရင်တာမန်လူနားမလဲနိုင်တာမန်လူတယောက်နားလဲတဲ့အတိုင်းတာတဲ့ကြော်တယ် तू ကကြည့်ဒါဆိုရင်ဟာနတ်ဆိုးဆွဲတဲ့လူတွေကျမ်းမာရေးကောင်းတယ်အဲ့လိုမဆိုလို့ခဏလေးငါကျမ်းမာတာတခါမှမဖျားဘူးဆိုတော့နတ်ဆိုးများဆွဲနေလားဟဲ့ဆိုပြီးတော့စေအဆန်သူပြောတယ်လို့ဆိုအဲ့လိုလဲတွေးမယုံမယ်နော်မှားပြီးတော့နတ်ဆိုးလေယေရှုနာမနဲ့ပါလေမောင်းထုတ်နိုင်တယ်ဆုံးမဩဝါဒပေးနိုင်တယ်တကိုးရနိုင်ကြည့်ဒီလူတွေကဒါနဲ့ယေရှုကသူတို့ကိုဗာပြန်ပြောလဲအငယ်23ထို့သူလျှောက်ကြတော့အခါဖတ်ပါဦးထို့သူသင်တို့ကိုငါအလင်းမသိအဓမ္မမှုကိုပြုသောသူတို့ငါထံမှာဖယ်ကြဟုထို့သူတို့ဟာအတိအလင်းငါပြောမိယေရှုပြတ်တယ်နော်ပြောတာခိုးကြောင်ခိုးဝဲမဟုတ်ဘူးအတိအလင်းငါပြောမိပြက်ပဲငါထံမှာဖယ်ကြဝင်လေရဲ့ပင်မတော်သူပေါ့ငါထံသို့လာကြလို့ခေါ်ဖိတ်တာရှိသလိုငါထံမှာဖယ်ကြလို့ဆိုတာလည်းရှိတယ်နော်တပိုက်ထဲပုံတင်မလုံးနဲ့ငါထံလာကြရှိလားဖယ်ကြရောရှိလားနှမျိုးရှိတယ်နှမျိုးရှိတယ်ဆိုတော့အခုဒီလူတွေကိုယေရှုလက်မခံဘူးဒီလူတွေတကိုးပြနိုင်လားနတ်ဆိုးနေထုတ်နိုင်လားဆုံးမဩဝါဒပေးနိုင်လားဒီလူတွေကိုယေရှုလက်ခံလားလက်မခံဘူးလက်မခံတကိုးနမိတ်လက္ခဏာလုံနိုင်တယ်ယေရှုတို့လက်မခံနတ်ဆိုးနေထုတ်နိုင်တယ်သူတို့ကိုယေရှုလက်မခံဒါဆိုကျွန်တော်မြင်မယ်သူတို့ဘယ်မှာလမ်းဆုံးမလဲငရဲကလွတ်မလားငရဲသွားမလားလွတ်မလားသွားမလားသွားမှာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအဖြေကအငယ်21ခါခွေးမှာရှိဘာကြောင့်သူတို့ငရဲသွားလဲဆိုတာကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ဤအလိုကိုစောင့်တော်သူသာလျင်ဝင်ရလိမ့်မယ်ကောင်းကင်နိုင်ငံရောက်တယ်ဆိုတာဘု து အလိုဆောင်မလဲခမဲတော်ရဲ့အလိုကိုစောင့်မကောင်းကင်မှာရှိတဲ့ခမည်းတော်အလိုကိုစောင့်တဲ့သူပဲဝင်ရမယ်ဒါဆိုဒီလူတွေကိုကြည့်အမှုဆောင်လားကြပြောအမှုဆောင်လား
အမှုဆောင်တယ်တရားဟောတယ်သင်တန်းပေးတယ်နတ်ဆိုးမောင်းထုတ်တယ်ဆူတောင်းပေးတယ်တကူပြတယ်အဲ့ဒါဘာဆောင်တာလဲအမှုဆောင်တာချမ်းသာမှာဖတ်ကြည့်အမှုဆောင်တဲ့လူတွေကောင်းငင်ရောက်မယ်လို့တပိုက်မှမပါဘူးတပိုက်မှမပါဘူးနော်အဲ့ဒါကြောင့်ငါအမှုမဆောင်ကျင်တာလို့မပြောနဲ့နားလေရမှာကတချို့တွေကအမှုဆောင်တာကောင်းငင်ရောက်ဖို့လို့ထင်နေတာတကယ်တော့အမှုဆောင်တာကောင်းလားကောင်းပါတယ်ဘုရားရှင်ကောင်းကြီးပေးမှာပေါ့ဒါပေမဲ့အမှုဆောင်လို့ကောင်းငင်ရောက်တာမဟုတ်ဘူးနော်ဘာဆောင်မရောက်မလဲခမဲတော်ရဲ့အလိုကိုဆောင်မရောက်မှာခမဲတော်အလိုမဆောင်ရင်မရောက်ဘူးဒါဆိုရင်အဲ့ဒီမှာပဲနှစ်ခုကွဲသွားပြီအမှုဆောင်တာနဲ့ခမဲတော်ရဲ့အလိုဆောင်တာတူလားမတူတော့ဒါပေမဲ့သူတို့မှာနမိတ်လက္ခဏာရှိတယ်နမိတ်လက္ခဏာလောက်တာကောင်းလားတနည်းပြောမယ်ဘုံတော်ထင်ရှားလားဖယားကတတ်သိပေးလားတကိုးတော်ထင်ရှားလားကောင်းကင်ရောက်လားဖြစ်လေရောက်လားမရောက်နဲ့နော်အရှိန်နဲ့တွန်းလိုက်တာကြောက်တယ်လားအမှုဆောင်တာကောင်းလားဘုံထင်ရှားလားတကိုးထင်ရှားလားအောင်မြင်လားကောင်းကင်ရောက်လားမရောက်ဘူးလုံးဝမရောက်ကောင်းကင်ရောက်တာနဲ့ဘုံတော်ထင်ရှားတာတတ်စီတော့မရောနဲ့တခြားစီပဲဟာဆရာဆူတောင်းပေးတာအရက်ပြတ်သွားပြီဝမ်းသာတယ်အဲ့ဒါအရက်ပြတ်တာကောင်းကင်ရောက်တာမဟုတ်ဘူးဟာအရက်ပြတ်ပြီဒါကြောင့်ငါကောင်းကင်နိုင်ငံရောက်ပြီမပြောနဲ့မရောက်ဘူးဆူတောင်းပေးတဲ့လူလည်းမရောက်ဘူးဆူတောင်းခံတဲ့လူလည်းမရောက်ဘူးဟာဟိုတလောကသေတော့မလို့ဆရာဝန်ကလက်လျှော့လိုက်တာဟိုဆရာဖုန်းထဲကနေတောင်းပေးလိုက်တာစင်လာအယံဝမ်းသာတယ်ကျမ်းမာသွားတယ်ဆိုပါစို့ဒါကြောင့်လေငါလေငရဲမကြတော့ဆိုင်လားမဆိုင်ဘူးသူစွတ်တောင်းလားဖျားမဆလားကျမ်းမာသွားလားအဲ့ဒါငရေကလွတ်တာလားမဟုတ်ဘူးဗမာစကားမှာကဲဆိုတာလေတလုံးပဲဒါပေမဲ့အဓိပ္ပာယ်အများကြီးရှိမကျမ်းမာခြင်းဟာကဲစေရခြင်းဟာကဲရင်ငတ်ခြင်းဟာကဲကျင့်တော့ယောဂါကကဲခွေးလိုက်လို့ပြေးတာအဲ့ဒီကကဲအများကြီးရှိတယ်လေခွေးလိုက်တော့ပြေးတော့ဘာအော်လဲကဲပါလို့အော်တာ哦အိမ်ရှင်ကထွက်လာတော့ဟိုက်ဆိုခွေးကိုခေါ်လိုက်တာနဲ့လွတ်သွားတယ်လေအဲ့ဒါလည်းပါလေကဲပဲကဲတာအများကြီးပဲပြီးမှငရဲကကဲအများကြီးတော့ကဲတွေ့တိုင်းငရဲကကဲတယ်မထင်နဲ့တက်စီရင်းနှချင်းဘေးကကဲအများကြီးရှိတယ်ကဲတာကျမ်းစာမှာဘာထက်ရှိတယ်သိလားပရောဖက်လက်မကဲယေရမိနာဂတိကျမ်းမှာလေလူတချို့ဟာတဲ့ပရောဖက်လက်ထဲမှာဒုက္ခရောက်နေတယ်ပရောဖက်ကအမျိုးမျိုးလဲနေတာအမလေးငါမြင်နေဘာမြင်နေညာမြင်နေနဲ့ဟာတွယ်နေတာဟောဒီကလည်းအကုန်ကြောက်ကြက်ပြီးဒုက္ခပါပဲဟုတ်လားဒါနဲ့ယေရမိကြီးလည်းထွက်လာဘာပြောလဲဖယားသခင်ဒီသင်တို့ကိုပရောဖက်လက်မှတဖန်ကယ်ရဦးပြီငရဲကကယ်ရုံနဲ့မရသေးဘူးတချို့ကငရဲကတော့ကယ်ပြီးပြီပရောဖက်လက်မှဒုက္ခရောက်နေအဲ့ဒါနဲ့ဖယားကယေမိကိုလွတ်ပြီးဘာပြောရလဲပရောဖက်လက်မှကယ်ရဦးပြီမျိုးရှိတယ်နော်ကယ်ဆိုတဲ့စကားလုံးကဒါကြောင့်နားလဲစေချင်တာဖယားသခင်ကကျွန်တော်တို့ကိုဆုတောင်းရင်မဆတယ်ကျေးဇူးပြုတယ်ဒါပေမဲ့အဲ့ဒါငရဲကလွတ်တာမဟုတ်ဘူးနောက်တစ်ချက်ကြည့်မယ်မဿဲအခန်းကြီး7မဿဲ7 43ကနေ45ကိုဖတ်ကြည့်အောင်မဿဲ7 43ကနေ45တွေ့လားတွေ့ဖတ်ကြည့်အောင်ညဉ့်ညူးသောနတ်သည်ဆိုတာ
လူတွေကထွက်လီ6ကတ်သောအရက်တို့၌လဲ၍ငြိမ်ဝတ်ခြင်းကိုရှာတတ်၏မတွေ့လင်ငါသည်ထွက်ခဲ့သောနေမြဲနေအိမ်သို့ပြန်ရဦးမည်ဟုဆို၍ရောက်သောအခါထိုအိမ်သည်လွတ်လပ်၍တုတ်တင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သောမိမိထက်သာ၍ညဉ့်ညူသောနတ်ဆို9ယောက်ကိုခေါ်ပြီးလျင်ထိုလူတွေသို့ဝင်၍နေကြ၏ထိုလူ၏နောက်ဖြစ်ဟန်သည်ရှေ့ဖြစ်ဟန်ထက်သာ၍ဆို၏ဆိုညစ်သောဤလူမျိုး၌ထိုနည်းတူဖြစ်လက်တတ်ဟုမိန့်တော်မူ၏ညဉ့်ညူတဲ့နတ်ကလူတွေကထွက်သွားတယ်ကျမ်းစာမှာနတ်အမျိုးမျိုးရှိခရစ်ဝင်ကျမ်းထဲမှာယေရှုပြောတာတော့နတ်မနေဘူးဥပမာပြောပြမယ်ညဉ့်ညူတဲ့နတ်စကားအားတဲ့နတ်နားပင်းတဲ့နတ်ယေရှုကိုယ်တိုင်ပြောတာလေညဉ့်ညူတဲ့နတ်ထိုသူတွေကထွက်နောက်တနေရာကျတော့စကားအားတဲ့နတ်ထိုသူတွေကထွက်နားပင်းတဲ့နတ်ထိုသူတွေကထွက်ကြည့်လေအမျိုးမျိုးရှိတယ်နတ်ကလည်းအဲ့ဒါခဏနေအသေးစိတ်ပြောနေစံတို့နတ်เสียထင်နေနော်ပြောကြတယ်နတ်ကလည်းအမျိုးမျိုးရှိတယ်လေအဲ့တော့ခုလူတွေအထဲတွေကနတ်ကထွက်သွားတယ်တဲ့ထွက်သွားပြီးမှ तू အိမ်လိုက်ရှာတယ်ဘယ်မှာနေရမလဲအိမ်လိုက်ရှာနေစရာအိမ်မတွေ့တော့အရင်နေတဲ့အိမ်ကိုပြန်လာတယ်ဟာအိမ်ကတန်ရှင်းလောက်ထားတာတန်ရှင်းလောက်တယ်ဆိုတာလေညစ်ပတ်တာ तू ပဲ तू ထွက်သွားတော့တန့်သွားတာဒါပဲတီးတန့်ထက်လောက်เสียမလို့ तू ကညစ်ပတ်တာလေအဲ့ဒီနက်ကထွက်သွားတော့ဘာဖြစ်သွားလဲတန့်သွားတာတချို့လူတွေလည်းအဲ့လိုရှိတတ်တယ်နော်ကိုဖနက်ကိုခွေးချင်းနေပြီးတော့ဝင်လာကြတဲ့ကနန်းနေတာ तू ထွက်သွားရင်မနန်းတော့သူပဲနန္ဒာတချို့အဆူတောင်းနဲ့ဖျားသခင်နဲ့ချမ်းသာနဲ့အညီအသက်ရှင်နဲ့အသင်းတော်ကိုကျွန်တော်ပို့ပါဆူတောင်းတာချမ်းသာနဲ့အညီအသက်ရှင်နဲ့အသင်းတော်ကိုပို့ပါတကယ်တော့လေသူပဲမညီတာသူပဲမညီတာသူညီတဲ့နေရာကိုသူ့ပို့လို့မရအောင်ညီတဲ့နေရာသူ့ပို့အဲ့နေရာမညီဘူးဖြစ်သွားဘာ तू ကမညီတာလေဖြစ်တတ်တယ်နော်အဲ့တော့အခုညဉ့်ညူးတဲ့နတ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကလူတယောက်ရဲ့အထဲထဲမှာနတ်ကလှုပ်ထားလို့ပြက်နေတာလေရှိနတ်ကြောင့်ပြက်နေတာအထဲမှာလေဥမာဆိုပါစို့စကားတခွန်အစဲတခွန်စကားတခွန်အစဲတခွန်ရည်စရာပြောရင်ဆဲတယ်စိတ်တူရင်ဆဲတယ်ပြင်းဆဲတယ်တမယိုးကြရိုးရိုးတန်တန်ပြောရင်လည်းဆဲတယ်ရှိလားသူကဆဲကျင်လို့ဆဲတာမဟုတ်ဘူးသူစကားထဲမှာကအဆဲရပါပြီးသားနှုတ်ဆိုင်တော့အဆဲပါတယ်ရှိတယ်နော်တချို့ယူအောင်ဟဲ့မတာနေမသေးသေးဘူးလားဟောလေစိတ်မဆိုးဟုတ်တယ် तू ကစိတ်မဆိုးလေသူစကားထဲမှာကပါပြီးသားပြင်လို့မလွယ်ဘူးနော်ပြင်လို့မလွယ်ဘူးအဲ့ဒါဆိုတော့အပြက်တွေနတ်ဆိုးကြောင့်ပြက်နေတာတွေရှိလားရှိတယ်နော်နတ်ဆိုးကြောင့်တချို့တွေကအာယုန်ထဲမှာညဉ့်ညမ်းတဲ့ဟာပဲတွေးတယ်ညဉ့်ညမ်းတဲ့ဟာပဲစဉ်းစားတယ်လူတယောက်မစဉ်းစားအပ်တဲ့ဟာကိုစဉ်းစားတယ်အဲ့ဒီညဉ့်ညူးတဲ့ဟာတွေးတတ်တဲ့နတ်ကောရှိလားရှိတချို့ကသူများကိုတခုခုလှုပ်လိုက်ရမှကျဉ်တ်တယ်မိတ်ဆွေတယောက်ရှိတယောက်ကိုမရိုက်ရင် तू အိတ်လို့မရဒီချိနာမှာရိုက်ပြီးမှ तू အိတ်ပြောတယ်အိတ်မရဘူးဆိုရင် तू လေကြည့်နေ तू ဘာလုပ်နေအိတ်မပြောဘူးအပြင်ထွက်သွားပြီးတယောက်ကိုရိုက်ပြီးပြန်လာမှပဲ तू အိတ်ပြောလို့ရဘာဖြစ်နေတာလဲ तू ဘာမှဖြစ်ပါဘူးတဏှာကြီးလောက်ထားဘာဖြစ်နေတာလဲခဏထားလိုက်အပေါ့သွားလိုက်ရေတောက်လိုက်ပြန်လာလိုက်နှစ်နာရီမှပြန်ထားလိုက်ခဏနေထားလိုက်
ဘာဖြစ်နေရလဲ तू အိတ်မပြောဘူးအပြင်သွားပြီးတယောက်ယောက်ကိုရိုက်ပြီးဆိုရင်အိတ်လို့ရတော့ကြည့်ရှိနေတာဟုတ်လို့လို့ဒါလည်းရှိနေတာဒါတာမန်လူမဟုတ်တော့လူမှန်မဟုတ်တော့ရှင်းနော်အဲ့ဒါမိဘအပေါ်မှာမတွေးသင့်မတွေးအပ်တဲ့ဟာကိုခဏခဏတွေးမိမတွေးသင့်တဲ့ဟာမိဘအပေါ်မှာဘယ်တော့သိမလဲမသိခင်အမွေပေးကောင်းဟိုကောင်ဝဲယူသွားမလားမသိဘူးနော်အခုတလောအမေဖျားတယ်ကြားတယ်ငါသွားမှဖြစ်မယ်အမေကဩငါဖျားလို့ငါသားလာကြည့်တယ်ထင်တာမဟုတ်ဘူးလာလဲလာကြမ်းมาတော့မကြိုက်ဘူးဒီတစ်ခေါက်ပြန်တော့မတွေးသင့်ဘူးနော်မတွေးသင့်ဘူးဒါမဲ့လူကမတွေးသင့်တာဘာလဲတွေးတယ်ခွင့်လွတ်တော့တိုက်ဆိုင်တွေးသင့်ဘူးမတွေးသင့်မတွေးအပ်တာကိုတွေးကျန်းစာတင်တန်းလာတက်ဗမာပြည်မှာလေခရီးစိတ်ပေးမလားမသိဘူးလမ်းစိတ်ပေးမလားမသိဘူးတွေးသင့်ဘူးနော်ခွန်အားတော့ရတယ်မဟုတ်လားတကယ်ဆိုရင်မဟုတ်တော့လမ်းစိတ်ပါပေးမလားမကောက်ကန်ဆမ်းမဲ့ဖောက်ပေးမလားဖះเจ้าနေရအခုကန်ဆမ်းမဲ့ပါဖောက်ရတယ်ဗမာပြည်မှာကြည့်နော်မလွယ်ဘူးဆိုမတွေးသင့်တဲ့ဟာတွေပါဒီနေ့လူတွေတွေးလားတွေးနေပြီလူတွေကဆိုပြောချင်တာကလူရဲ့အထဲထဲမှာနတ်ဆိုးတွေရှိလားမရှိဘူးလားရှိတယ်နတ်ဆိုးရှိအဲ့ဒါကြောင့်ယောဟန်8:44မှာပြောတယ်သင်တို့သည်သင်တို့အဖတည်းဟူသောမာနမှာစင်သက်ကြ၏မာန၏အလိုတို့လည်းလိုက်တတ်ကြ၏ကြည့်မန်နတ်ကကျမ်းစာမှာဂတိအသင်ချင်းနဲ့မကများတယ်ဗျာဒိတ်ကျမ်းထဲမှာကောင်းကင်တမန်သုံးပုံတစ်ပုံကကြာလာတယ်ဒါအလုံးနဲ့ဆိုပဲအဲ့တော့အဲ့ဒီနတ်ဆိုးဟာယေရှုနောက်တောင်းလျှောက်လိုက်တဲ့ယူဒရှကာတို့အထဲအထိဝင်နိုင်လားဝင်နိုင်တယ်နော်ဝင်နိုင်တယ်ဈေးတယ်တော့မပြောနဲ့ဟုတ်လားယေရှုနောက်တောက်လျှောက်လိုက်တဲ့ယူဒရှကာတို့အထဲတော့ဝင်သွားတာနော်ဖိုးဒီသူနန်းဆက်ရောက်တဲ့နတ်ဆိုးကကောင်းကင်ဘုံတော်သူကယောဘ1မှာကြည့်လေဖယားမိတယ်ဟဲ့စာရဏင်ဘယ်လာလေဖယားသားတွေနဲ့တူတူလေဖယားရှစ်ခုဖို့ဖယားသားတွေသွားတော့စာတန်လည်းယောပြီးပါသွားတာကျမ်းစာမှာဖယားသားဆိုတာအဲ့ဒီခေတ်တုန်းကတန့်ရှင်းတဲ့ကောင်းကင်တမန်ကိုပြောတာယောဘ1မှာကောင်းကင်တမန်တွေဖယားကိုရှစ်ခုဖို့သွားတော့သူတို့နဲ့တူတူဘယ်သူလဲစာတန်ပါသွားတာဖယားဟဲ့နေဘယ်လာလဲမေးရတာရေကြီးပေါ်အားရှောက်လေပြီးတော့လာတာငါကျွန်ယောဘကိုတွေ့လားပြန်မေးတယ်ကြည့်စရမဏကလည်းနော် तू ကလစ်နေတာသွားလာနေတာဖျားသားတွေကြားတယ်ရောသွားလားသွားတယ်ယေရှုနောက်လိုက်ခဲ့တဲ့ယူဒရှကာတို့အထက်ရောဝင်ဘူးလားဝင်ဘူးတယ်နော် तू ကဆိုတော့ဒီလူရဲ့အထဲထဲမှာလဲနတ်ဆိုးဆိုတာရှိဒါပေမဲ့တဲ့အဲ့ဒီလူတယောက်ဟာနှုတ်ကပတ်တော်နားထောင်ဒီဖရာရဲ့တန့်ရှင်းတဲ့နှုတ်ကပတ်တော်ကိုနားထောင်ရင်နဲ့အထဲမှာရှိတဲ့နတ်ဆိုးကနေလို့မရတော့သူထွက်သွားရောညစ်ညူးတဲ့နတ်ကလူတွေကထွက်သွားရောအဲ့တော့လွယ်လေးပဲမှတ်မဟုတ်ကညင်ညစ်ပတ်တွေးတတ်တဲ့နတ်ကလူတွေကထွက်သွားရင်အဲ့ဒီလူကအဲ့လိုတွေးတော့မတွေးတော့ဖဲသမားတယောက်တွေ့ဘူးဟာဖဲဦးလေ2ည3ညမိုးလင်းမအိပ်ဘူးဖဲရိုက်မိုးလင်းရိုက်တယ်သူ့မိမလာတိုက်မိုးအလင်းရိုက်အဲ့ဒါနဲ့သူ့
နောက်ဆုံးပတ်စံကုံနေလဲကုံတဲ့အထိရိုက်အဲ့ဒါမိဘူးကတုခေါ်လာကျက်စာတင်ပြီးဖဲရိုက်တာဘယ်လောက်ထိစိုးသွားလဲဆိုတော့ပတ်စံတစ်ကြက်တန်တွေ့တော့တစ်ကြက်တန်ကနန်းနေပေါင်းအဲ့ပတ်စံအကုန်ယူလိုက်တော့လေကားဖြတ်သွားရင်ကားနံပါတ်ကိုပေါင်းဟာရွာကိုခေါ်သွားတာအေးုံကလေးတွားရွာရောက်တော့လေကျန်းစာပေးထားတဲ့ဖတ်ကျန်းစာအုပ်ကိုလှန်ပြီးအောက်ဆုံးကစာမျက်နှာကိုပေါင်းစောနေတာတခြားတစ်ယောက်နဲ့သူကပါတင်ပေးလိုက်သေးတယ်ကနန်းပေါင်းတာအောက်ဆုံးစာမျက်နှာကြည့်ဘာလို့မှလှုပ်လို့မရတရေကြကျန်းစာတင်ကျန်းစာကြက်ခိုင်းကျန်းစာတင်ကျန်းပိုက်ကြက်ခိုင်းနဲ့နောက်သူပျောက်သွားတယ်နောက်ကတော့နားထောင်ရင်နဲ့အဲ့ဒီနက်ကထွက်သွားတော့အဲ့နက်ထွက်ရင်အဲ့နက်ရဲ့အကျင့်ရောပါသွားလားပါသွားရောအဲ့လူကောင်းသွားရောဒီကြနားထောင်နော်နှုတ်ကပတ်တော်နားထောင်ရင်ဖျားရှိခိုးရင်ဓမ္မတခြင်းဆိုရင်ချီးမွမ်းကိုးကွယ်ခြင်းလုပ်ရင်းနဲ့အဲ့ဒီအကျင့်ပြောင်းသွားရောအဲ့နက်ကထွက်သွားရင်အဲ့ဒီအကျင့်လဲပါသွားသူနဲ့တော့အဲ့ဒီလူကောင်းသွားရောကြည့်ကထပ်မေးမယ်အကျင့်ကောင်းသွားလားအသက်တာကောင်းသွားလားထပ်မေးမယ်ကဲတခြင်းရပြီလားဟမ်ငရေကလွတ်ပြီလားမလွတ်ဘူးဘာမှမဆိုင်ကြည့်အဲ့ဒါမရောနဲ့အဲ့ဒီလက်ကထွက်သွားတော့အဲ့ဒီအကျင့်မှာပါသွားရောကိုကပေါင်းသွားရောကြည့်အရက်ပြတ်သွားရောစစ်လိပ်ပြတ်သွားရောဖဲပြတ်သွားရောအဲ့ဒါမဲ့ तू ယေရှုကယ်တင်ခြင်းကြားလားကြား तू အဲ့ဒါကို तू လက်ခံတာမဟုတ်အဲ့ဒါ तू အကျင့်တော်ကောင်းသွားတယ်ငရေကလွတ်သွားတာမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီနက်ကထွက်သွားပြီးရှောက်လဲတယ်တဲ့ तू နေစရာနေရာမတွေ့တော့အရင်နေရာကိုပြန်လာတော့အိမ်ကတန့်ရှင်လှုပ်ထားတာတွေ့ဒါနဲ့သူ့ထက်ပိုဆိုးတဲ့နတ်9ယောက်ကိုခေါ်ပြီးနေလိုက်အဲ့ဒီလူနောက်ပိုင်းအသက်တာပို့ပြီးတော့ဆိုးသွားရောဒါဆိုကျွန်တော်မေးမယ်အကျင့်ပို့ဆိုးသွားလားထပ်မေးမယ်ကဲတင်ကြီးရှုံးသွားတာလားအရင်တည်းကမရတာဖြေလေအရင်ကတည်းကဆက်လိုက်ပြတ်တယ်အရက်ပြတ်တယ်အဲ့ဒီကလေးကကဲတင်ချင်းမရဘူးအကျင့်ပဲကောင်းသွားတာသဘောပေါက်လားဆိုတော့လူကအကျင့်ပဲကောင်းသွားတာအဲ့တော့ခရစ်တော်လက်မခံထားဘဲနဲ့အကျင့်ကောင်းသွားတာလဲအန္တရာယ်ရှိခရစ်တော်ရှိဖို့အရေးကြီးတချို့ကအကျင့်ပဲကောင်းသွားတာခရစ်တော်ရှိသွားတာမဟုတ်အဲ့ဒါကြောင့်ဓမ္မကြည့်ဒီကျမ်းပိုက်ကဟုတ်လားဒါကြောင့်ဘဝအသက်တာမှာအင်မတန်မှအရေးကြီးတယ်အသက်တာကောင်းသွားတာခရစ်တော်ရသွားတာမဟုတ်အဲ့ဒါနောက်တစ်မျိုးရှိတယ်နောက်တစ်မျိုးတမန်တော်ဝိတ္ထု19ကိုကြည့်နောက်တစ်ချက်တမန်တော်ဝိတ္ထု19အငယ်29ဖတ်ကြည့်အောင်တမန်တော်19အငယ်29အကြောင်းမူကားဟုတ်ပြီအကြောင်းမူကားသူတို့သည်ဖျားသခင်ကိုရှာစမ်းသဖြင့်တွေ့ကောင်းတွေ့ကြလိမ့်ထို့သောဆိုတော်လဲဖျားသခင်သည်ငါတို့တွင်အဘယ်သူနှင့်မျှဝေးတော့မူသည်မဟုတ်ဖျားကိုရှာရင်တွေ့နိုင်တယ်တဲ့ဘာလို့လဲဆိုဖျားကဘယ်သူနဲ့မှ
ဘသူနဲ့မှမဝေဘူးလေဖယားကိုရှာတွေ့နိုင်တယ်ဖယားဘသူနဲ့မှမဝေဘူးဘသူနဲ့မှမဝေဘူးအဲ့တော့အခုဘယ်လိုရှာမလဲစာလံ50-15ဘယ်လိုရှာမလဲဖယားကိုဒါခရိယန်ကိုပြောတဲ့ကြမ်းပိုက်မဟုတ်ဘူးလူတိုင်းကိုပြောတာဖယားကိုရှာပါတဲ့တွေ့နိုင်တယ်တဲ့ဘာလို့လဲဖယားကဘသူနဲ့မှမဝေဘူးအတိတ်ကဖယားကအယုံမှမဟုတ်ဘူးဖယားကစာရွက်မှမဟုတ်ဘူးစာရွက်မှာပကြီးဆွဲပြီးကတ်ထားတာအဲ့ဒါမှမဟုတ်ဘူးဖယားနံဝိညာဉ်ဘသူမဆိုအနာမှာသူရှိလက်တွေ့သင်ရှာကြည့်တွေ့လိမ့်တကယ်ရှာရင်တွေ့တယ်ဘလို့ရှာမလဲစာလံ50-15အမှုရောက်သည့်ကာလ၌ငါကိုပဋ္ဌနာပြုလို့ငါသည်ကဲလွတ်မည်သင်သည်လည်းငါကိုချီးမွမ်းလိမ့်မည်ဒုက္ခရောက်တဲ့အခါအဲ့ဒီဖယားကိုတောင်းကြည့်ပေါ့တောင်းကြည့်ဒုက္ခရောက်တဲ့အခါလောကကြီးမှာလူဆိုတာဒုက္ခမရှိတဲ့လူမရှိပါဘူးမရှိပါဘူးဒုက္ခပြဿနာဆိုလူတိုင်းကြုံရတတ်တယ်ကြုံပါစေလို့ဆုတောင်းပေးတာမဟုတ်ကြုံရတတ်တယ်မဟုတ်လားဘယ်သူမဆိုလေကြုံတဲ့အခါကြရင်အဲ့ဒီဘုရားကိုစမ်းကြည့်အမှုရောက်သည့်ကာလ၌ငါ့ကိုပဋ္ဌနာပြုအာယုံပြုကြည့်လိုက်အသက်ရှင်တဲ့ဘုရားခေါ်ရင်ထူးတယ်တောင်းရင်ပေးတယ်စမ်းကြည့်လို့ရတယ်အဲ့ဘုရားကိုစမ်းကြည့်လို့ရတယ်အဲ့တော့စမ်းကြည့်လိုက်ပေါ့ဖယားကိုရှာကြည့်ဆိုတာစမ်းကြည့်တွေ့ကောင်းတွေ့မယ်ဘာလို့လဲဖယားကဘယ်သူနဲ့မှမဝေးဘူးဗုဒ္ဓဘာသာပြောဟိန္ဒူပြောမွတ်စလင်ပြောခရစ်ယာန်ပြောဘယ်သူမဆိုအဲ့ဒီဖယားအတွေ့ခံတယ်ဒါမဲ့ကိုကရှာဘယ်လိုရှာမလဲဒုက္ခရောက်တဲ့ကအဲ့ဖယားကိုအာယုံပြုကြည့်လိုက်အာယုံပြုကြည့်ဘယ်ဆရာမခေါ်ပြီးတောင်းဆရာမလို့ကိုယ့်ကိုအာယုံပြုကြည့်ဖယားဆိုတာဆရာဆုတောင်းမှနားညောင်းတာမဟုတ်ဘသူတောင်းရတယ်ဘသူတောင်းရတယ်ခဏနေဆရာတောင်းမှရသွားရင်ဩအေးလေ तू တောင်းရင်ရတယ်ငါတောင်းရင်ဘယ်ရမလဲ तू နဲ့ကပူခင်တာကိုထင်နေဦးမဟုတ်ဗုဒ္ဓဘာသာလဲတောင်းကြည့်အဖြေသိသွားလိမ့်သိသွားမယ်လေခရစ်ယာန်လဲကိုယ့်ကိုတောင်းကြည့်ကိုယ့်ကိုလည်းတစ်ခါမှမတောင်းချမ်းစာလည်းမဖတ်ခရစ်ယာန်လောက်တာလဲကြာပြီနင်လားငါလားဆွေးနွေးကြည့်အဲ့ဖေတကယ်ရှိလားမေးကြည့်ရောင်တောင်နဲ့အများကြီးအဲ့လိုခရစ်ယာန်တွေနဲတာမဟုတ်ဘူးကြည့်နော်အဲ့တော့တကယ်ပဲဒီဖယားကိုသင်စမ်းကြည့်ကျွန်တော်ကတော့အရင်ကမယုံကိုယ်တိုင်ဒုက္ခရောက်တဲ့ကအဲ့ဒီဖယားကိုစမ်းကြည့်အဲ့လိုစမ်းကြည့်ရတယ်လို့သူများပြောပြတယ်တောင်ကြီးမှာပြောပြလို့ပဲဒုက္ခရောက်တော့စမ်းကြည့်တာစမ်းကြည့်တော့တစ်ခါစမ်းကြည့်တယ်အော်အဲ့ဒီဖယားမဆပါလားအံ့ဩသွားတယ်ဒါမဲ့မယုံပါဘူးနောက်2လလောက်ကြာတော့ဒုက္ခပြဿနာတစ်ခုတော့ပြန်စမ်းကြည့်ဟဲ့ဒီဖယားပြန်မဆပါလားအံ့ဩသွားတယ်အဲ့တော့ကြည့်နော်ဖယားကိုစမ်းကြည့်လို့ရလားရတယ်ဖယားကိုစမ်းကြည့်မြည်စမ်းကြည့်အဲ့တော့စမ်းကြည့်တော့အဖြေရသွားတော့ဟာဒုက္ခရောက်ရင်ဒီဖယားကိုတောင်းရတယ်နော်ဟာပြဿနာဖြစ်ဒီဖယားကိုတောင်းရတယ်နော်အမှုဖြစ်ဒီဖယားကိုတောင်းရင်ရတယ်နော်ကဲမေးမယ်ဒုက္ခရောက်တော့ဒီဖယားကိုတောင်းတော့ရလားစင်ပြေလားပြေလည်သွားလားလွတ်သွားလားအောင်မြင်သွားလားငရဲကလွတ်လားငရဲကလွတ်လားမလွတ်ဘူးအဲ့ဒါသိရမယ်ခရိယန်အောင်တချို့ရောနေတယ်တချို့ကအရက်ဖြတ်တာပြည်ကြီးနာမှာလုံးဝမပြတ်ဘူးလုံးဝပဲဘိန်းဖြတ်မပြတ်ဘူးနောက်ဆုံးအဲ့ဒီဘိန်းဖြတ်တဲ့ဆေးဝါးနေ2လ3လအဲ့ဆေးဝါးနေမတော့ဘူးဆေးဝါးနေထွက်တာနဲ့အိမ်မရောက်ခင်ဘိန်းခမ်းသွားပြီးမှအိမ်ရောက်ကြည့်အရက်ဖြတ်မတော့ဘူးဆေးဝါးစင်းတာနဲ့
ရက်ဆိုင်ရနေမှာပဲပြန်တယ်ကြည့်နော်ဒါနဲ့သူ့ကိုဟိုမှာစွတ်တောင်းတဲ့နေရာပို့လိုက်စွတ်လဲတောင်းပြီးပြန်လာတာတောက်တော့အံ့ရောတောက်တော့အံ့ရောဟာအဲ့ခရေကမတောက်တော့အဲ့ခရေကသူစိတ်ချသွားတာငါငရဲမကြတော့မှန်လားမှန်လားမှားရောဖះသူ့ကိုမကယ်ဘူးလားမကယ်ဘူးလားကယ်တယ်အရက်ကနေကယ်တယ်စလိတ်ကနေကဲတယ်မွေးစေဝါကနေကဲတယ်အနာယောဂကနေကဲတယ်အဲ့ဒါအားလုံးကတောင်းကြည့်ရတယ်ဒါမဲ့ငရေကလွတ်ဖို့စွတောင်းမရဘူးတအုပ်လုံးဖတ်ကြည့်ငရေကလွတ်ဖို့စွတောင်းမရဘူးကျန်တာအားလုံးတောင်းရတယ်ငရေကလွတ်ဖို့စွတောင်းလို့မရဘူးဘာလို့လဲဆိုငရေကလွတ်အောင်ကြသူလှုပ်ပေးပြီးသွားပြီအဲ့ဒါယုံမှရတယ်အဲ့ဒါဘလို့လှုပ်လဲဒီဖះဟာအသက်ရှင်တယ်သူပြောတဲ့စကားမှန်လားမှားလားဆိုတာလောကကြီးမှာစမ်းကြည့်လို့ရလားရတယ်စမ်းကြည့်ချိန်မျိုးစမ်းကြည့်ရတယ်ချိန်မျိုးစမ်းလို့ရတယ်ဗမာပြည်မှာစမ်းမလားအမေရိကမှာစမ်းမလားဟုတ်လားမဟုတ်လားဂျပန်မှာစမ်းမလားစမ်းကြည့်ချိန်မြေရတယ်အဲ့ဒါဟိုတနေ့ရပဲဂျပန်မှာဒီဘက်လာရင်လည်းဂျပန်တစ်ချက်ဝင်တင်တန်းမှာဟာသူသွားရင်းနဲ့ကားမောင်းသွားရင်းနဲ့သွားပြီသူဖမ်းခံရပြီသူလေဖမ်းခံရပြီအဲ့ကားမောင်းတဲ့လူကယုံကြည်သူပဲဟာဖမ်းသူ့ဖမ်းတော့မှာပဲပေါ့အဲ့ဒါသူပြစ်မှုတစ်ခုဒီမီးပွိုင်းအမှားတစ်ခုသူကျူးလွန်လိုက်ပြီမီးပွိုင်းအနီလာဖြတ်မောင်းပြီဟာသူဒုက္ခရောက်ပြီပေါ့ဓာငွေများတယ်ဂျပန်မလွယ်ဘူးဒါနဲ့လေဖမ်းခံရပြီထင်တာနောက်မှသိတယ်ဖះသခင်ကယ်ပါသူပြောတယ်ဖះခင်ကယ်ပါဆုတောင်းတယ်ထူးဆန်းတယ်နော်သူလက်မှတ်မရဘူးတိကတ်မရဘူးလွတ်သွားတယ်လုံးဝလွတ်เสียမရှိဘူးဂျပန်မှာဂျပန်ဆက်နဲ့အကုန်ချိန်ထားတာလုံးဝမလွတ်ဘူးလူမဲမဆောင်ဆက်နဲ့ဘယ်လောက်ထူးဆန်းလဲသိလားသူ့ကင်မရာပြက်နေတာဘယ်တော့မှဒါမျိုးမဖြစ်ဘူးနော်ခရှာရှာအဲ့ကင်မရာပြက်နေတာသူတို့လည်းမသိဘူးဆိုရသူတော့သိသွားပြီသွားပြီဖတ်ခါရနောက်မှသိတယ်ကင်မရာပြက်တာနဲ့တိုးတာကင်မရာပြက်တဲ့အချိန်နဲ့အနီဖြတ်မောင်းတာနဲ့ကွက်တိကြတယ်ပြောကျင်တဲ့အဓိပ္ပာယ်ကတကယ်ပဲဘဝအသက်တာမှာဆုတောင်းကြည့်မဆတ်အဲ့ဒါအရေးကြီးတယ်ကျွန်တော်တို့တွားရင်လာရင်နဲ့အမားတွေလုံးမိတယ်ဒါမဲ့ဆုတောင်းကြည့်ဘုရားသခင်မဆတ်တချို့နိုင်ငံတွေကိုဥပဒေဘောင်နဲ့မညီတဲ့စည်းကမ်းနဲ့ဝင်သွားတယ်ကျွန်တော်တို့ဘယ်သိမလဲသိဘူးလေဘယ်ဗမာပြည်သားအတွက်လေ့လာစရာတိတ်များတယ်အရန်များတာဘာလို့လဲဆိုတကဘာလုံးဟာဗမာပြည်အတွက်ဥပဒေတတ်တတ်ထုတ်ထားတယ်တကဘာလုံးကလေဗမာ passport အတွက်ဥပဒေတတ်တတ်ထုတ်တယ်သူများနိုင်ငံနဲ့မတူဒါကြောင့်နိုင်ငံခြားနေတဲ့ဗမာတော်ဗမာပြည်သား passport ကြောင့်သူနားမလဲဘူးဗမာပြည်က passport ကိုင်တဲ့လူပဲနားလဲတယ်အဲ့ဒါမနေ့ကပဲဖုံးဆက်တဲ့စင်ကာပူတငယ်ချင်းကအေးအသက်အာမခံအဲ့ဒါဝယ်လိုက်အောင်လို့ကျွန်တော်ပြောတယ်ကျွန်တော်မကြခင်နော်ဝေးသွားမှာအသက်အာမခံဝယ်ထားလိုက်ဘယ်နေ့ကနေဘယ်နေ့ထိခါတိုင်းသူ့ကိုဝယ်ခိုင်းနေကြဒါနဲ့မနေ့ညဖုံးဆက်လာတယ်ဆရာတဲ့အဲ့ဒီပုံမှန်ဝယ်နေကြကုမ္ပဏီအားတဲ့အခုဝယ်လို့မရဘူးတဲ့ဘာဖြစ်လို့လဲမြန်မာပြည်သား passport ကိုင်တဲ့လူတွေအတွက်အဲ့ဒီကုမ္ပဏီကအသက်အာမခံမလုပ်ပေးတော့ဘူးဟာထူးဆန်းတယ်နော်တခြား passport ဆိုလုပ်တယ်တဲ့ဗမာပြည်သားကိုသူတို့အသက်အာမခံမပေးတော့ဘူးအဲ့ကုမ္ပဏီကအေးမပေးတခြားဟာဝယ်ဖို့လို့အဲ့တခြားဟာပြန်ရှာပြီးဝယ်ရတယ်တကဟိုးပြီးခဲ့တဲ့2လကျော်မလေးရှားမှာဗမာပြည်ပြန်မယ်ဆိုတော့အေရှာလက်မှတ်ဖြတ်လက်မှတ်ကမေးတယ်လက်မှတ်ရောင်းတဲ့လူက
ဟိုကအသက်အမကယူမလားတဲ့ယူမှာပေါ့ဘယ်လောက်လဲ6ချက်ယူတာပေါ့6ချက်ဆိုတော့ passport ပေးဆိုပေးလိုက်တာ passport ကြည့်တော့ဟိုမှာရိုက်လိုက်တော့ passport နံပါတ်နိုင်ငံသားလဲရိုက်လိုက်ပေါ့ဗမာပြည်သားဟိုတဲ့အသက်အမကပေးဦးတဲ့6ချက်မကုန်တော့ဘူးသူစမ်းနေတော့ဒါဗမာပြည် passport တိတက်ကိုင်တဲ့လူစမ်းတယ်နော်စမ်းကြည့်တော့ပြောချင်တဲ့အဓိပ္ပာယ်ကဥပဒေရတယ်လိမ့်လာလို့မခေါ်ဘူးအဲ့ဒါအားလုံးသဘောပေါက်မှပဲနိုင်ငံခြားထွက်မယ်ဆိုလဲမင်္ဂလာတုံလေစိတ်တော့ရောက်မှာမဟုတ်ဘူးဥပဒေကဘယ်လိုလုပ်လိမ့်လာလို့မှမကုန်တာစီးမှာ3နာရီ4နာရီလောက်ပဲလေမြန်စီးမှာလက်မှတ်ဝယ်လိုက်ရင်စာမျက်နှာ4မျက်နှာရှိအဲ့ဒါဖတ်ဖို့4-5မျက်နှာဥပဒေအကြောင်းရေးထားတယ်သူစီကံအကြောင်းဖတ်ပါဦးတစ်ခါမှလည်းဒီလိုပဲသွားနေတာနော်မကြိုက်ပဲနဲ့လည်းရောက်သွားတာပဲဂျပန်လည်းရောက်သွားဂျပန်စိတ်ဆိုးတယ်နင်းဒီမှာမပါဘူးလားဒီမှာမဖတ်ဘူးလားမဖတ်ဘူးလို့ဒီလိုလာလို့မရဘူးမသိဘူးလားမသိဘူးလို့သိမှမသိတာဒီမှာရေးတယ်တဲ့အခုမှတွေ့တာလို့သူစလုံးလည်းတေးသေးလေးပဲလို့ဖတ်မလဲနော်ဂျပန်စိတ်ညစ်တယ်ဂျပန်ဟို immigration ကလေစိတ်ညစ်ပြီးတော့ဟိုပြည်ကြီးဟိုပြောဒီပြောတော့မထူတော့ပါဘူးနောက်မလုံနဲ့ဟုတ်ကဲ့ဆိုတုံးထူသွားတော့တယ်ပြီးတာပဲဒီလိုပဲသွားတာပဲအဲ့ဒါဩစတြေးလျရောက်လဲဒီလိုပဲဒါတဲလို့မရအောင်နေမသိဘူးလားဘယ်သိမလဲလို့တဲလို့မရတာအဲ့ဒါဖြစ်မှုတဲ့ဘာညာဒါဆိုဘယ်လိုလုပ်လဲပြည့်ရမှာတဲ့တစ်လုံးနှလုံးဆိုတော်ပြီပေါ့တဲ့ဖီတန်လေကျွန်တော်တို့ကဖီတန်ခေါ်တယ်ဒီတချို့ကစေးဘဲဥခေါ်တာပေါ့နော်ဟိုဘဲကိုထုံးနေပဲမြေကြီးတွေကပ်ပြီးတော့တဲတဲ့ဟာဟုတ်လားဟိုကရှင်ပြည်နယ်မှာတော့ဖီတန်ခေါ်တယ်ဒီဘက်ကတချို့ကစေးဘဲဥခေါ်တယ်ဒါမရဘူးလေဘယ်သိမလဲမရတာအဲ့ဒါတစ်လုံးနှလုံးဆိုလဲတော်သေးတယ်နေဥစ္စာ10လုံးဆိုအဲ့ဒါနဲ့အေးလေတစ်လုံးနှလုံးဆိုရတယ်ဆိုတော့အဲ့အမိုက်တောင်းနေရပြန်2လုံး3လုံးပြန်ထုတ်လိုက်တယ်ဒါသူပြန်ကြည့်အဲ့လေသူပဲပြောတာပဲတစ်လုံးနှလုံးဆိုရတယ်ဆိုတော့ငါလည်းတစ်လုံးနဲ့2လုံးပေါက်တော့3လုံးပေါ့အဲ့တော့10လုံးနဲ့မှ9လုံးတော့ပြစ်လိုက်3လုံးတော့ထုတ်တယ်ဟိုအဲ့ဒါလည်းဟိုပါတဲ့လူသွားပေးရတယ်လေခဏနေသူကလည်းယုံချင်မှယုံမှာနေကသူများလွတ်ပြရတယ်လို့9လုံး3လုံးတော့ငါပြအမိုက်တောင်းနေရကောက်လာတယ်စားကြလဲစားမစားကြလဲနေနောက်အဲ့လိုမျိုးတွေရှောက်မပါခိုင်းတယ်လို့ဗမာပြည်သားသွားမလို့နဲ့ပါတာအယံဝဒနာပါတာဗမာပြည်ကနေငပိင6တွေဟိုဘက်ပါဟိုဘက်ကပဇွန်ကြောင်းနဲ့ပြန်ပြောမလွယ်ဘူးနော်တရားဟောဆရာများကုံတယ်လှုပ်စားမယ်သူပေါ့ယုံကြည်သူများရည်ပြရင်တတိသာထားပြီးတော့အဲ့နော်မလွယ်ဘူးအဲ့တော့ဆိုတော့နိုင်ငံခြားတရားဟောထွက်ရင်နဲ့ပခုံးတွေထူလာမသိရင်ပဲစစ်တင်နဲ့သွားယူလာမှတ်ဟိုအိတ်ထန်းဒီအိတ်ထန်းနဲ့ခွလွတ်တော့တိုက်ဆိုင်သွားရင်ဒါဘယ်သူမှဆိုလိုတာမဟုတ်မတော်တဆတိုက်ဆိုင်တတ်တယ်အဲ့တော့အခုနားလဲစေချင်တာဆုတောင်းတော့ပြည်လေသွားတာပေါ့ဥပဒေဘောင်တွေကကိုလည်းပဲသိနော်အများကြီးပဲကိုနိုင်ငံနဲတော်မှာဥပဒေနဲ့ကြိုက်လားမကြိုက်လားကိုနေတာသိတာမဟုတ်ဘူးဖမ်းကျင်ချိန်မြေးကောက်ဖမ်းလို့ရတာနိုင်ငံခြားဆိုပို့ဆိုးပေါ့နော်